အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပေါ့ပေါ့ပါပါဗီဒီယိုလေးလုပ်ဖြစ်ပါတယ်ပြောင်းလဲသွားတဲ့မဲရဲ့တန်လေးတွေကိုပြောပြသွားပေးပါမယ်ပြောင်းလဲဆိုတာဒီအိုက်တန်နဲ့မကပါဘူး brother တို့ရဲ့ပီနာကောင်မလေးရောပေါ့ဗျာကျွန်တော်အားလုံးရဲ့ Holy Crystal Magic Power အမြင့်ဆုံး185ကနေ165ဆိုပြီးတော့အလျှော့ခံလိုက်ရတယ်ဒီငှက်မွေးရတော့ Magic Power အရင်55နဲ့အခု60ဆိုပြီးတော့တိုးပေးထားတယ်ကျွန်တော်တို့တွေမန်နာအရန်ကုန်လို့ဒါမှမဟုတ်လို့ရှိရင်ကူတောင်းမြန်ကျင်လို့မလို့ Magic Book ကိုသုံးတယ်ဆိုလို့ရှိရင်Magic သိမ့်မရဘူးပေါ့နော်ဒီ Magic Book ကအခုကတော့85 T တိုးပေးထားတယ်ကူတောင်းကလည်းရှော့အောင်မယ်မန်နာကလည်းပြန်တက်အောင်မယ်ဆိုတော့ဒီ Magic Book ကြီးနဲ့ကတော့တော်တော်ကြီးကိုချမ်းနေလောက်ပြီဗျနောက်တော့ကောင်တော့ရီးပေါ့နော်ရီးရဲ့ skill 1ကလက်ကင်းရောက်လေးကူတောင်းမြန်လေးဖြစ်တဲ့အတွက်အခုလိုမျိုး item တွေဆက်လိုက်ရင်ရောဘယ်လိုနေမလဲသိတဲ့အတိုင်းပဲရီးရဲ့ skill 1က T enemy ကိုထိရင် movement speed ရတယ်အဲ့ဒီတော့ early game မှာ CD shot ရဲ့ခဏက Magic Book တွေထည့်ပြီးတော့လိုက်ပြီးလိုစကီးဝိုင်းကြီးနဲ့တောက်လျှောက်လိုက်ပြနေမယ်ဆိုတော့တော်တော်အာရုံနောက်ဆရာကောင်းတဲ့မိတ်တစ်ကောင်ဖြစ်လာလေခုလာမဲ့မက်တာကြီးကမိတ်တွေအတွက်လုပ်ပေးထားတဲ့ပုံစံမျိုးကြီးဖြစ်နေတော့မိန်းကလေးတော်တော်များများကြိုက်ကြလိမ့်မယ်နောက်တစ်ခုကရီးရဲ့အဲဒီရဲ့ view ကိုအရင်လိုဘေးစောင်းမဟုတ်တော့ဘဲနဲ့အပေါ်တက်တက်ရနေကြည့်လို့ကောင်းမဲ့ပုံစံလေးပြင်ပေးထားတယ်အဲဒီအတွက်ရီးကလည်းမက်တာပြန်ဝင်လာနိုင်တယ် Nice အားလုံးပဲဒီနေ့ကတော့တော့ပါပဲ GPP ရဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ် like and subscribe လေးလည်းလုပ်သွားခဲ့ပါ comment လေးလည်းတစ်ခုခုဖြစ်ဖြစ်မှန်းသွားခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေကြမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye